online မှာဟောကြားအပ်သောတွေ့ဆုံခြင်းနဲ့ပေါင်းစည်းခြင်းအကြောင်းတရားဒေသနာတော်အဲ့တော့တွေ့ဆုံပြီးတဲ့နောက်မှာပေါင်းစည်းသွားကြတယ်တရဝရိဟာတွေ့ဆုံတာတော့တတော့ကြီးအရေးမပါဘူးပေါ့နော်ဥပမာမဲ့ယထာစီရင်တွေ့ဆုံကြတာရှိတယ်ပစကားပေါ်မှာတွေ့ဆုံတာရှိတယ်ခီးသွားတာတူးလို့လေးမြတ်ပေါ်မှာတွေ့ဆုံတာရှိတယ်သို့တော့တွေ့ဆုံရုံကပူပေါင်းခြင်းဆိုတာမဖြစ်ဘူးအဲ့တော့လူတွေဟာတရဝတွေဟာပူပေါင်းတယ်ဆိုတာဘာကြောင့်ပူပေါင်းသွားတာလဲတွေ့ဆုံရုံနဲ့ပူပေါင်းသလားလို့ဆိုတွေ့ဆုံရုံနဲ့မပူပေါင်းဘူးတွေ့တာပဲအဲ့တော့ပူပေါင်းသွားတယ်လို့ဆိုတာဟာဘာကိုအခြေခံပြီးတော့ပူပေါင်းကြတယ်လဲဆိုတာကိုဖျားပဲလို့ဟောတယ်လဲဆိုတာကိုနိုင်ယူမှတ်သားကြဖို့လိုတယ်နော်မြတ်စွာဘုရားကအကြောင်းရှာပြထားတယ်ပူပေါင်းတယ်ဘာကြောင့်ပူပေါင်းတယ်လဲဓာတုသောဘိက္ခွေတတ္တတန်တန်တန္တိဒီစကားလုံးလေးနဲ့စပြီးသုံးတာဖွင့်ပါဓာတုသောဆိုတာဒီနေရာမှာဓာတုဆိုတာ element ကိုပြောတာမဟုတ်ဘူးစိတ်နေသဘောထားကိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်နေသဘောထားအစ္ဆတယစိတ်ဆန္ဒကိုဓာတုလို့ပြောတာဒီမှာနော်ဓာတုလို့ခေါ်တယ်ဒီအိဗယ်မရဘူးနော်ဒီသုတ်တံမှာအထူးဓာတုသောဆန္ဒအစ္ဆတယဆန္ဒဆိုတာအကြိုက်တူတယ်စိတ်ထားခြင်းတူတယ်အတွေးတူတယ်လူတွေကတယောက်နဲ့တယောက်ပူပေါင်းတယ်ဆိုတာဟာစိတ်ဆန္ဒခြင်းတူမှပူပေါင်းလို့ရတာလေစိတ်ဆောင်ခြင်းမတူလို့ရှိရင်ပူပေါင်းမှုမဖြစ်ဘူးတွေ့ဆုံမှုတော့ဖြစ်နိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတာလောကမှာလူတွေဟာအပေါင်းအသင်းဖွဲ့တာပဲဖြစ်စေဟုတ်လားပူပေါင်းကြတာတွေဟာစိတ်ဆန္ဒတူလို့ပူပေါင်းကြတာလို့ဒီလိုမှတ်ရမယ်ဓာတုကိုအစ္ဆတယဗမာတွေလည်းပဲဒီအစ္ဆတယဆိုတဲ့စကားလုံးကိုသုံးကြတယ်ပေါ့နော်ပါဠိစကားလုံးအစ္ဆတယဆိုတာအဓိအာတယအတွေးအမြင်အယူအဆခံယူချက်စိတ်ဆန္ဒအဲ့ဒါကိုအစ္ဆတယလို့ခေါ်တာကိုယ့်ရဲ့စိတ်ဆန္ဒသူ့ရဲ့စိတ်ဆန္ဒဆန္ဒချင်းတူရင်ပေါင်းကြတာပဲလေသူကပူပေါင်းမှုဆိုတာဆန္ဒချင်းတူဥပမာပရိဟိတလုပ်တဲ့လူတွေဆိုရင်ပရိဟိတလုပ်ချင်တဲ့ဆန္ဒချင်းတူလို့ရှိရင်ပရိဟိတအဖွဲ့တွေပါသွားတာပူပေါင်းလိုက်တာပဲမူရစေဝကြိုက်တဲ့ပုဂ္ဂိုလ်တွေအပျော်ကျူးကြိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းပူပေါင်းမိသွားတာပဲစာပေကျမ်းကမှာပါဏသဟယလို့ခေါ်တယ်တောက်ဖို့တောက်ဖက်ဒီလည်းပူပေါင်းသွားတာခေါ်တာပေါ့ဆန္ဒတူလို့ပူပေါင်းတာဆန္ဒတူတဲ့အခါကျတော့အလုတ်တူသွားတယ်အဲ့ဒီဆန္ဒတူမှုဟာအဓိကစိတ်နေသဘောထားနဲ့စိတ်ဆန္ဒတူညီမှုဟာအဓိကသူကလည်းတာဝါဒနာပါတယ်ကိုယ်ကလည်းဝါဒနာပါတယ်ဥပမာပဲပြောကြတယ်လေအခုအနုပညာလုပ်တယ်ဆိုတာအနုပညာဝါဒနာပါတဲ့လူတွေပေါင်းတာပဲလေအတိမုတ်ဝါဒနာပါရင်အတိမုတ်ဝါဒနာပါတဲ့လူတွေပူပေါင်းကြတာအစိုးကအရေးတိဝါဒနာပါတဲ့လူကလည်းအစိုးကအရေးတိသမားတွေပူပေါင်းမှုဖြစ်တာပဲလေတွေ့ဆုံမှုဆိုတာတော့ပွဲလန်းသွေးရှိတဲ့အခါမှာဆုံမိတဲ့အခါဆုံမိတယ်ဒါပေမဲ့ပူပေါင်းမှုမဟုတ်ဘူးအဲ့ဒါနော်ဒါကြောင့်မို့တွေ့ဆုံခြင်းနဲ့ပူပေါင်းခြင်းဟာဘာကြောင့်ပူပေါင်းလဲဆိုတာကိုမြတ်စွာဘုရားအတိသုတ္တမှာရှင်းပြတာဒါလည်းမှတ်သားစရာကောင်းတယ်
လောကလူတွေဆိုတာအပေါင်းအသင်းနဲ့နေကြတာဖြစ်တယ်လေတူတယောက်တည်းနေကြတာမဟုတ်ဘူးအဲ့တော့ပေါင်းအသင်းနဲ့နေတဲ့အခါမှာသူနဲ့ကိုယ်နဲ့ဘယ်လောက်ပဲဝေးဆန္ဒတူလို့ရှိရင်အဖွဲ့အစည်းနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေပူးပေါင်းကြတာပဲပူးပေါင်းမှုကဖြစ်လာတယ်ဘယ်နေရာမှာဆိုပူးပေါင်းမှုဖြစ်လာတတ်တယ်ဆန္ဒတူလို့ပူပေါင်းတယ်အစ္ဆတရားတူလို့စိတ်တွေသဘောထားချင်းတူလို့ပူပေါင်းတယ်ဆိုတာကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဓာတုသောတတ္တတန်တန်တန္တိဓာတုသောအစ္ဆတရားစိတ်ဆန္ဒအလိုအားဖြင့်တတ္တတတ္တဝါတွေဟာတန်တန်တန္တိပေါင်းစုံပူပေါင်းပြီးကြတယ်သမင်တိဟုတ်လားညီညွတ်စွာရှင်တွဲကြတယ်သူတို့ဆိုလို့တယ်အဲ့တော့အဲ့ဒါကိုချက်ဖွင့်ထွင်ပြီးတော့ပြောလိုက်တဲ့အခါကျတော့ဟိနာဓိမုတ်တိကာဟိနာဓိမုတ်တိဂိဟိတတ္တိတန်တန်တန္တိသမင်တိဟိနာဆိုတာအောက်တန်းကြတဲ့မမြင့်မြတ်တဲ့ကိုချင်းတရားတဲ့မှာတမိုးမရှိတဲ့အောက်တန်းနောက်တန်းကြတဲ့စိတ်နေသဘောထားတွေအဓိမုတ်တိဆိုတာနှလုံးသွင်းဆန္ဒခုနဓာတုလို့ဆိုတာဒီအဓိမုတ်တိကိုပြောတာပဲအစ္ဆတရားကိုပြောတာနော်အဓိမုတ်တိနဲ့အစ္ဆတရားနဲ့တူတယ်အဓိမုတ်တိဆိုတာသူ့အချက်ကိုယ်အချက်သူဆန္ဒကိုယ်ဆန္ဒသူ့အမြင်ကိုယ်အမြင်အမြင်ချင်းတူရင်ပေါင်းတာပဲဆန္ဒချင်းတူရင်ပေါင်းတာပဲအဲ့ဒီမှာဟိနာဓိမုတ်တိကာအောက်တန်းကြတဲ့ကိစ္စတွေပေါ်မှာဝါသနာပါရခြင်းတူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူလိုဝါသနာတူတွေနဲ့ပဲပုံပေါင်းတယ်အတောက်စားဝါသနာပါတဲ့လူကအတောက်စားဝါသနာပါတဲ့လူနဲ့ပေါင်းတယ်ပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေကပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်လူမှုရေးလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ်လောကရေးချီးကြည့်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ကိုဆင်ញင်စေစားမှာငါဟာဘယ်သူနဲ့ပူပေါင်းတယ်လဲငါရဲ့ပူပေါင်းမှုစိတ်တွေသဘောထားမွန်မြတ်တာဟုတ်ကဲ့လားကိုယ်ဆန်းစစ်ဖို့လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စိတ်တွေသဘောထားဟုတ်ကဲ့လားအဓိမုတ်တိနှလုံးသွင်းတရားလို့ပြောစိတ်ထဲမှာကြိုက်တယ်အဲ့ဒါကိုဒီနေရာမှာအစ္ဆတရားအဓိမုတ်တိဆိုဒီပါဠိစကားလုံးနဲ့အတူတယ်မြတ်စွာဘုရားကပထမမကောင်းတဲ့အောက်တန်းကြတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေကတဲ့သူ့လိုအောက်တန်းကြပြီးတော့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းနေတဲ့တခါစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကသူ့လိုပဲစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူးပေါင်းတယ်ဒီနှစ်ခုကဖြောင်းပြန်ပြန်ပြီးတော့ပူးပေါင်းလို့မရဘူးနော်စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဗမာလို့ပြောတဲ့အခါမှာဗမာစာပေထဲမှာအသုံးလေးတစ်ခုရှိတယ်ခောတိနာခောနောသမနေနာသမနောဆိုရှေ့တော့သုံးကြတယ်ပေါ့နော်ခုခေတ်တော့သုံးတာနည်းသွားတယ်ဆိုတော့တဲ့အိဗေကခောတိနာခောနောဆိုတာနွားတွေနဲ့ပဲပူပေါင်းတာပဲနွားကစိတ်နဲ့မပူပေါင်းဘူးနွားချင်းပဲပေါင်းစုံခြင်းပူပေါင်းခြင်းအကြီးကနွားနဲ့ပဲပူပေါင်းတယ်သမနေနာသမနောယဟန်ကလည်းယဟန်နေနဲ့ပဲပူပေါင်းတယ်ခောနိနာခောနောသမနေနာသမနောဆိုတာဝါဒနာတူရစိတ်ဆန္ဒတူရပူပေါင်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတဲ့စကားလုံးအဲ့ဒါ
ရှေးတုန်းကတော့သုံးတတ်တယ်အဲ့ဒီရှေးစာအုပ်တွေထဲမှာပါတတ်တယ်ကောဏိနခောနောသမဏိနသမနောဆိုတာပါဠိစာပေရတဲ့အသုံးလေးတစ်ခုပေါ့ဆိုလိုတာကတော့စိတ်ကောင်းရှိတဲ့လူတွေကစိတ်ကောင်းရှိတဲ့လူတွေနဲ့ပေါင်းတယ်စိတ်ကောင်းမရှိတဲ့လူတွေကစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်ဗမာစကားနဲ့ရှင်းရှင်းပြောမယ်ဆိုရင်ဝါဒနာတုရပေါင်းတယ်ဆိုလို့ရှိရင်ဒီခေတ်လူတွေပို့နာလဲလောက်တော့ဝါဒနာဆိုတဲ့စကားလုံးကအစ္ဆတရားနဲ့မထုတတ်ဘူးအဲ့ဒါတတိထားဖို့လို့တယ်တော့လူတွေနားလဲနေတာဝါဒနာဆိုတာအထုံရနေခြင်းလို့သူရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလိုတယ်အထုံရနေတယ်ဆိုတာဥပမာကိုဝတ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးအနံ့ဆွဲသွားရှင်မွေးထည့်သွားရင်ရင်မွေးအနံ့ဆွဲသွားတယ်အဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲအနံ့ကြမ်းတယ်အဲ့ဒါမျိုးဝါဒနာလို့ခေါ်တာနော်ငပိပလင်းဆိုရင်ငပိငံပြရေးပလင်းကိုငံပြရေးထည့်ထားတဲ့ပလင်းဒီငံပြရေးတွေကုံသွားလည်းပဲငံပြရေးအနံ့ကြမ်းတယ်ဝါဒနာရဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘကိုပယ်လိုက်တာတောင်မှပဲသူကလူချင်းတဲ့အစွမ်းကပြတယ်သူအဲ့ဒါဝါဒနာလို့ခေါ်တယ်ဆဲတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါဒနာပါလို့ဝါဒနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးအဲ့ဒါဝါဒနာလို့ခေါ်တယ်ဘုရားစာပေထဲမှာရှင်ပိလိန်နဝိဆာဆိုတာရှိတယ်သူကပြမနာလူမျိုးဖြစ်ပြီးတော့ကျန်တဲ့လူမျိုးတွေကိုအောက်တန်းနောက်တန်းစမ်းလို့စိတ်ကထင်တယ်ဒါပေမဲ့ဘသူပဲတွေ့သူကအပေါ်စီးနဲ့ပြောတယ်ဟဲ့ငရုံးမှာဟဲ့တူယုံမှာဘသူပဲဖြစ်သူကဒီစကားလုံးကိုသုံးတယ်ပါဠိလိုတော့ဝတ္တလဆိုတာ Sunday နေ့အောက်တန်းစားလို့ခေါ်လိုက်တာဘယ်သူတွေ့သူကအောက်တန်းစားပဲနှုတ်ကြိုးနေရှာတာလူမြင်လိုက်တာနဲ့အောက်တန်းစားလို့အဲ့နှုတ်ကြိုးပြီးတော့ဖြစ်ပေါ်နေတာဝါဒနာလို့ခေါ်တယ်နော်ဒေါသနဲ့ပြောတာမဟုတ်ဘူးဒေါသနဲ့ပြောတာမဟုတ်ပြီမဲ့ဒေါသမရှိတော့လည်းပဲဒေါသရဲ့အရေးရောင်တွေကကြမ်းနေတယ်အရက်တွေသွန်လိုက်တော့လဲအရက်နံကြမ်းနေရတဲ့အဲ့ဒါမျိုးမှာဝါဒနာလို့ခေါ်တာအဲ့တော့ဗမာစကားမှာဘယ်လိုပဲသုံးပါဠိကလာတာဆိုပါဠိအသုံးကိုသိချာနားလည်အောင်လို့ရှင်းပြတာနော်အခုကဝါဒနာလို့ပြောတာမဟုတ်ဘဲနဲ့စိတ်ဆန္ဒအစ္ဆတယနှလုံးသွင်းစိတ်ဆန္ဒအစ္ဆတယဆန္ဒချင်းတူတယ်စိတ်ဆန္ဒချင်းတူတယ်ဗမာတော့လည်းပြောလိုက်ဝါဒနာတူတယ်ပေါ့ဝါဒနာတူတယ်လို့ပြောတာဒါအလွယ်ပြောတဲ့စကားမြတ်စွာဘုရားဆိုလိုတာအဲ့ဒီမဲ့ကောင်းတဲ့ဘက်ကိုစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့ဘက်မှာစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းကြတယ်တဲ့မကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းကြတယ်ဒါလောကကြီးတဘာဝကိုခြုံငုံကြည့်တာကိုပြောတာဒီအတိုင်းပဲလောကကြီးမှာခရုလိုက်သူအုပ်စုတွေအများကြီးရှိတယ်လေဘာဖြစ်လို့အုပ်စုဖြစ်နေလဲဆန္ဒတူလို့အုပ်စုဖြစ်နေဓမြကိုင်းကလည်းပဲဓမြတိုက်ဖို့ဝါသနာပါတဲ့လူတွေပေါင်းတာပဲလေကပိုင်းတိုက်တွေကလည်းကပိုင်းတိုက်ဝါသနာပါတဲ့လူတွေနဲ့ပေါင်းတာပဲယသမားလည်းယသမားတွေနဲ့ပဲပေါင်းတာမူရစေသုံးတဲ့လူကလည်းမူရစေနဲ့ပဲသုံးတာသူ့ရဲ့
စိတ်နေစိတ်ထားသဘောထားမကောင်းတဲ့ဘက်ကိုပြောလို့ရတယ်အကောင်းတဲ့ဘက်ကျတော့ရောအေးတရားနာရဝါသနာပါတဲ့ပုဂ္ဂိုလ်တွေဟောတရားနာတဲ့ပုဂ္ဂိုလ်တွေနဲ့သွားပေါ်လာပဲတုတ်တယ်နော်ပညာလိုက်စားတဲ့ပုဂ္ဂိုလ်ဆိုပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းတယ်သူတေသနာဝါသနာပါတဲ့ပုဂ္ဂိုလ်တွေကသူတေသနာလုပ်ငန်းမှာပူပေါင်းကြတယ်အဲ့တော့လောကကြီးဟာခြုံငုံပြောလိုက်ပဲဆိုလို့ရှိရင်စိတ်ဆန္ဒတူရပူပေါင်းမှုတွေဖြစ်နေကြတယ်တို့ဒီလိုဆိုလိုတာနော်တခြားအကြောင်းမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားဟောတာဓာတုသောဘိက္ခဝေတတ္တတန်တန်တန်တိယဟန်တို့တရဝရီဆိုတာစိတ်ဆန္ဒအရာပူပေါင်းကြတာဖြစ်တယ်တဲ့ဘုရားပြောတာဆန္ဒတူရပူပေါင်းကြတာဖြစ်တယ်ဟိနာဓိမုတ်တိကာအောက်တန်းကြတဲ့ဆန္ဒရှိတဲ့နှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်တွေကဟိနာဓိမုတ်တိကေဟိသူ့လိုအောက်တန်းကြတဲ့အတွေ့အခေါ်ယူဆရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းကြတယ်ကလျာဏဓိမုတ်တိကာကောင်းမွန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲကလျာဏဓိမုတ်တိကေဟိကောင်းမွန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူပေါင်းကြတယ်ဒီသုတ်တံကိုမြတ်စွာဘုရားတချို့သုတ်တံတွေမှာချက်ဟောထားတာရှိတယ်လူရင်းအကြောင်းများတော့ဒါပဲဥပမာမဲ့တရတရားနေပါတဲ့ပုဂ္ဂိုလ်တွေကတရတရားနေပါတဲ့လူနဲ့ပဲပေါင်းတယ်တရတရားကောင်းတဲ့လူနဲ့သူပေါင်းလို့မရအောင်စိတ်ဆန္ဒချင်းမတူတရတရားကောင်းတဲ့ပုဂ္ဂိုလ်တွေကတရတရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပို့ပြီးတော့ပေါင်းတယ်ပူပေါင်းတယ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်တွေပေါင်းကြတယ်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေချင်းပူပေါင်းကြတယ်သူဆိုတာပဲတုဒ္ဒအကြမ်းမြင့်ဘုဒ္ဓမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့လိုနှလုံးတုံညင့်မဲ့ပေါင်းတယ်ဘုဒ္ဓအကြမ်းမြင့်တုဒ္ဒရှိတဲ့ပုဂ္ဂိုလ်တွေကအကြမ်းမြင့်တုဒ္ဒရှိတဲ့ပုဂ္ဂိုလ်ချင်းပေါင်းတယ်စဉ်းစားဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေကလည်းစဉ်းစားဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ပဲပေါင်းတယ်အဲ့တော့ဗမာတွေနားလည်အောင်ပြောမယ်ဆိုရင်ဝါသနာတူရပေါင်းတယ်လို့ဒါဗမာအသုံးနဲ့ပြောတဲ့စကားနော်အဲ့ဒါကိုအမှန်ပြင်ပြီးတော့ပြောမယ်ဆိုရင်စိတ်ဆန္ဒတူညီရပူပေါင်းကြတယ်သူဆိုလို့တယ်စိတ်ဆန္ဒတူညီမှုကိုအကြောင်းပြုပြီးတော့ပူပေါင်းကြတယ်အဲ့တုတ်တမှာဒီလိုဟောထားတာနော်ညဟောထားတာအဲ့တော့မြတ်စွာဘုရားကအခုပစ္စုပန်အခြေအနေမှာလည်းပဲဒီပူပေါင်းမှုတွေကဒီရှုတော့ငါပဲဖြစ်တယ်ကောင်းတဲ့စိတ်ဆန္ဒရှိရင်ကောင်းတဲ့စိတ်ဆန္ဒရှိသူချင်းပူပေါင်းတယ်မကောင်းတဲ့စိတ်ဆန္ဒရှိရင်မကောင်းတဲ့စိတ်ဆန္ဒဝါဒနာတူရပူပေါင်းတယ်ဆိုတာခဏခေတ်မှလားမဟုတ်ဘူးအတိတ်သမိုင်းကြောင်းကိုပြန်ကြည့်နေတဲ့အတိုင်းပဲဒါဖြင့်အတိတ်ကနဲ့အခုဘဝသာပူပေါင်းတာလားဆိုမဟုတ်နောင်လာလက်တန်းခေတ်တွေမှာလည်းပဲဒီတိုင်းပဲနော်ဒီတိုင်းပဲသွားမှာပဲလူတွေရဲ့ပူပေါင်းမှုဟာစိတ်ဆန္ဒတူရပဲပူပေါင်းကြမယ်လို့အဲ့ဒီမှာဓာတုတန်ယုတ်တာဆိုပြီးတော့တန်ယုတ်တနိကေမှာမြတ်စွာဘုရားဟောထားတဲ့တရားတွေဟာအမှန်တမှတ်သားစရာကောင်းတယ်နော်အလုံးကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးဘဝပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ဟာတွေပါဘုရားဘာသာမှာလည်းပဲနှစ်ခုရှိတယ်လို့မှတ်တာသမုဒိသစ္စာလည်းပဲပရမတ္ထသစ္စာလည်းပဲနှစ်ခုနဲ့ပြောအောင်သမုဒိသစ္စာဆိုအများအတိမပြုတ်ထားတဲ့အများကအတိမပြုတ်လို့မှန်နေတဲ့အမှန်တရားကိုသမုဒိသစ္စာ general consensus လို့ပြောတာ consensus အလုံးကသဘောတူပြီးသတ်မှတ်ထားတာအဲ့ဒါသမုဒိအဲ့ဒါကိုလည်းအမှန်တရားလို့ပြောလို့ရတယ်သို့သောပရမတ္ထသစ္စာ ultimate truth ကြတော့သမုဒိသစ္စာကအမှန်လို့ပြောတာ
အစင်းမြင့်လည်းပဲရောက်တဲ့အခါအမှားဖြစ်သွားတယ်အမှန်မဟုတ်တော့ပဲကြတော့အတုလည်းပဲနဲ့သူမှန်တယ်ဥပမာသုတိသစ္စာလည်းပဲနဲ့ဘာတွေဟောတော့ဘုရားကအေးလူမိုက်ကိုမပေါင်းရဘူးပညာရှိကိုပေါင်းရမယ်သင်တော်တဲ့အရာမှနေရမယ်ဘုဒ္ဓတာစီဝရမယ်မိဘကိုပြုစုလို့ကြွေးရမယ်မိဘကလည်းသားသမီးတွေကိုစောင့်ရှောက်ရမယ်မကောင်းမှုတွေကိုရှောင်ရမယ်ကောင်းတဲ့လုပ်တွေလုပ်ရမယ်ဆိုမင်္ဂလာတရားတော်တွေကိုဖော်ဆောင်ပေးတာသုတိသစ္စာလည်းပဲနဲ့ဖော်ဆောင်တယ်အဲ့ဒါပရမတ္ထသစ္စာလည်းပဲမဟုတ်ဘူးအဲ့ဒါကိုနားလဲဖို့လိုတယ်အဲ့ဒီနှစ်ခုကိုသွားပြီးတော့ပေါင်းစပ်လိုက်လို့ရှိရင်ကောင်းမြတ်တဲ့ရလမထွက်ဘူးမပေါင်းရဘူးသူဟာနဲ့သူလည်းပဲနဲ့သူအဆင့်နဲ့သူသွားရမယ်တရားဟောတဲ့အခါတော့လိုက်နာကျင့်သုံးတဲ့အခါတော့သူလည်းပဲနဲ့သူသွားမယ်နော်လည်းပဲချင်းသွားပြီးတော့မရောထွေးရဘူးဒါကလူတော်လူကောင်းဖြစ်ဖို့အတွက်လောကမှာလူတော်လူကောင်းဖြစ်ဖို့ရတတ်မှတ်ထားတဲ့ level တစ်ခုသစ္စာလေးပါးကိုဟောတယ်သမုဒိသစ္စာမှာမိဘဝတ္တရားအတ္တမိဝတ္တရားပေါင်းတဲ့ဆက်ဆံရေးလူမှုရေးအဲ့နောက်ပဲရဲ့အချင်းချင်းလိုက်နာရမယ်ဝတ္တရားအလုသမားနဲ့အလုရှင်လိုက်နာရမယ်ဝတ္တရားရဟန်းတန်ခါနဲ့လူကိုကြောင်းလိုက်နာရမယ်ဝတ္တရားလေတိအင်္ဂလာချီဘုန်းကြီးနဲ့လူလေတိအင်္ဂလာချီဒါကတော့ခရစ်ယာန်အသုံးပါဂလာချီဆိုတာဘုန်းကြီးလေတိကလူကိုကြောင်းလူကိုကြောင်းနဲ့ဘုန်းကြီးအပြန်အလှန်ဆက်သွယ်ရေးဆိုတာဒါရီကသုတိသစ္စာလည်းပဲပြောတာဒါကဘုန်းကြီးဒါအယဟန္တာငါသုတိသစ္စာလည်းပဲပြောတာအဲ့ဒါကိုဖောက်ဖျက်လို့လည်းမရဘူးအမေပါဆိုမှအဖေပါဆိုမှကျန်တဲ့လူနဲ့သွားတန်းနှုတ်ထားလို့မရဘူးလေအမေကအမေပဲအဖေကအဖေပဲညီကောင်မောင်တို့မှလည်းညီကောင်မောင်တို့မှပဲစရင်သာဖြတ်လို့ရမယ်တဘာဝအနေထားဖြတ်လို့မရဘူးဒါဒီရင်အေးကိုဖြတ်လို့မရဘူးဆိုပါတော့သာသဗုဒ္ဓသစ္စာလည်းပဲကိုပြောတာအပရမတ္ထသစ္စာလည်းပဲကြတော့အဲ့ဒီ discrimination ဆိုဒီကန့်သတ်ချက်တွေအကုန်ဖြုတ်လိုက်တယ်အမေဘောလောရမယ်ကိုတရားအဖေဘောလောရမယ်ကိုတရားမိသားစုပေါ်လိုက်တာမယ်ကိုတရားဆိုဒါတွေမရှိတော့အဲ့ကြတော့အလုံးကယုံနဲ့နာနှစ်ခုပဲရှိတယ်ဘယ်သူပဲဖြစ်ဖြစ်ယုံနဲ့နှစ်ခုပဲရှိတယ်အဲ့ဒါကပရမတ္ထသစ္စာလည်းပဲလို့ခေါ်တယ်အဲ့ဒါကပဲပုဂ္ဂိုလ်တွေလိုက်နာအောင်ဆိုနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ရဖို့ရအတွက်အစင်မြင့်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေအတွက်သူတို့တောင်မှဆက်ဆံရေးကြတော့သမုဒိလည်းပဲနဲ့ဆက်ဆံရတယ်အတိညာကြတော့ပရမတ္ထသစ္စာလည်းပဲနဲ့သွားရတယ်မြတ်စွာဘုရားလည်းအဲ့လိုသွားနေတာပဲလေမြတ်စွာဘုရားတရားဟောနေတာတချို့ကသမုဒိသစ္စာလည်းပဲအနည်းဟောတာရဟန်းတို့လူမိုက်ကိုမပေါင်းသိရဘူးလူမိုက်ကိုပေါင်းသိလို့ရှိရင်ဒီလိုဆိုးကျိုးတွေရနိုင်တယ်ဆိုတာဒါသမုဒိသစ္စာလည်းပဲပြောတာဒါပရမတ္ထသစ္စာလည်းပဲကြတော့လူမိုက်ဆိုလည်းမရှိဘူးလူလိမ္မာဆိုလည်းမရှိဘူးရှုံးတဲ့နတ်နှစ်ခုပဲရှိတယ်ရှုံးတဲ့ကိုမအောင်တဲ့စက်ရေးမလုပ်ရဘူးဆိုသူကနားမလဲဘူးရူပခန္ဓာဝိရဏခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာခန္ဓာ၅ပါးကိုမပေါင်းသိရဘူးဆိုဘယ်သူကနားမလဲဒါပရမတ္ထသစ္စာလည်းပဲပြောတဲ့စကားတွေအဲ့ဒါကြတော့နားလဲဖို့ပရမတ္ထသစ္စာအဆင့်သမားတွေကနားလဲရမယ်အဲ့ဒါအသိဉာဏ်နဲ့ပဲသိရတယ်အသိဉာဏ်နဲ့သိတာလူလောကမှာတုံ့ချလို့ရတာမဟုတ်ဘူးတခါတလေကြတာအစစ်မြင့်လည်းပဲလို့ခေါ်တယ်ဘာအတွက်အစစ်မြင့်လည်းပဲဟောတယ်လဲ ultimate reality ultimate truths ဘာအတွက်ဟောတာတော့ရှင်ထဲမှာဆွဲလန်းနေတဲ့တွေ့တာမှုကိုဖျောက်ဖို့
တွေ့တမှုတွေတမဲ့မှုတွေမုန်းတိမှုတွေမဖြောင်းနိုင်သေးသမျှကာလပတ်လုံးသူကတန်တရားဟောကလွတ်ဖို့မရှိဘူးတန်တရားဟောကလွတ်ချင်လို့ရှိရင်ဘာလို့အောင်အမေဆိုတဲ့အမေလို့သိတဲ့အတိအစားဖြောင်းအောင်အဖေလို့သိတဲ့အတိငါကိုငါညီမစတဲ့ဒီလိုအတွေးတွေကစားဖြောက်ပြီးတော့ရှုပ်တဲ့နှမျိုးပဲဆိုတာကိုသိဖို့လိုတယ်အဲ့ကြမှာဖြောက်လို့ရအဲ့ဒါနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ကြတော့ပရမတ္ထသစ္စာလေဘယ်ကနေမြတ်စွာဘုရားဟောတယ်လို့မှတ်ရမှာအဲ့တော့သူ့လေဘယ်နဲ့သူသွားတယ်လို့မှတ်တာလေဘယ်နှစ်ခုစလုံးဟာသူ့ဆင့်နဲ့သူမှန်တယ်လောကထဲမှာနေရင်သမုဒိသစ္စာ၄ပါးနဲ့ပဲနေရမယ်သိတဲ့အခါမှာပရမတ္ထသစ္စာ၄ပါးနဲ့သိရမယ်ပရမတ္ထသစ္စာ၄ပါးနဲ့မသိနိုင်ရင်တွေ့တာမှုတွေတာယောဇဉ်တွေမဖြတ်နိုင်ဘူးဖြတ်တဲ့နိလန်ကိုပြောတာဒါနော်သူ့လည်းပဲနဲ့သူအဲ့လိုသွားတယ်လို့ပြောတာဟုတ်ပြီမြတ်စွာဘုရားကအခုချိန်မှလည်းပဲစိတ်ဆန္ဒတူရပူပေါင်းကြတယ်အတိတ်တုန်းကလည်းစိတ်ဆန္ဒတူရပဲပူပေါင်းကြတယ်နောင်လာမဲ့ခဘာတွေနောင်လာမဲ့နှစ်တွေမှလည်းပဲစိတ်ဆန္ဒတူရပဲပူပေါင်းကြလိမ့်မယ်လို့ဒါဒီသုတ်တံမှာဒါအဓိကထားဟောလိုက်တာပဲအဲ့ဒီနေရာမှာဒီသုတ်တံနဲ့ဆက်ဆက်ပြီးပြောတဲ့အခါကျတော့ခုနတရားတရားရှိမရှိဘောဓုတရှိမရှိကိုကျင့်သီလရှိမရှိအသိပညာရှိမရှိစာကတရားရှိမရှိဆိုတာတွေကြတော့လေအဲ့ဒါတွေကလည်းသဘောတူရအဲ့ဒါလောကမှာပြောမယ်ဆိုရင်တော့အများကြီးပဲဖြစ်တယ်နော်ပြောလို့ဆုံးလို့ကုန်မှာမဟုတ်ဘူးလူတွေရဲ့လုပ်ငန်းကိုင်တာတွေနဲ့ပြောရင်မကုန်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားတခွန်းနဲ့ပဲပြောလိုက်တယ်တတ္တဝါတွေရဲ့ပူပေါင်းမှုဟာစိတ်ဆန္ဒတူရပူပေါင်းတာဖြစ်တယ်စိတ်ဆန္ဒတူမှအများနိုင်လေတဲ့စကားဆိုဝါဒနာတူမှပူပေါင်းလို့ရတယ်လို့ဆိုတာဝါဒနာတူခြင်းစိတ်ဆန္ဒတူခြင်းဒီအကြောင်းတစ်ခုပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလက်တွေ့ထောက်ပြတဲ့သုတ်တန်လေးရှိတယ်ရာဇဂိုမြို့မှာတောင်၅လုံးရှိတယ်မြို့ပြင်ပတ်ရန်ထားတဲ့တောင်၅လုံးရှိတယ်တောင်၅လုံးကခိုရာဇဂိုဝေပုံလတောင်ဆိုတာရှိတယ်ဝေဘာရတောင်ဆိုတာရှိတယ်ခိစ္ဆကုတ္တတောင်ဆိုတာရှိတယ်နော်နောက်ပဏ္ဏဝတောင်ဆိုတာရှိတယ်ဣတိကိတိဆိုတောင်ရှိတယ်တောင်၅လုံးရှိတယ်ဒါကြည့်ရဇဂိုမြို့ကြီးကတောင်၅လုံးရဲ့အလယ်မှာတီထားတာသူမြို့ရဲ့အနေထားတောင်၅လုံးအလယ်ကောင်မှာတည်ထားတောင်တွေနဲ့ခြံခတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ဗမာပြည်ကဘာနဲ့တူတုံးဆိုကလောနဲ့သွားတူဘယ်ကြည့်ကြည့်တောင်တွေချီပဲကလောဆိုတဲ့စကားတစ်ခါမေးကြည့်လိုက်တဲ့အခါကလောဆိုတဲ့စကားလုံးကဗမာစကားလုံးမဟုတ်ဘူးရှမ်းစကားလုံးလားမသိဘူးအဲ့တော့ပြောတာသူတို့ကလောက်လို့ခေါ်တယ်ကလောက်ဆိုတာထဲအိုးကြီးလို့အမျိုးဟုတ်တော့မသိဘူးသူများပြောတာမှတ်ထားတာနော်မညနေမှကိုလည်းရှမ်းစကားမတတ်ဘူးအဲ့ဒီကလောက်ဆိုတာအနေကလောဖြစ်လာတာလို့ပြောတယ်ဟုတ်တော့ဟုတ်တယ်ကလောဆိုတဲ့မြို့ဟာဟိုဘက်ကြည့်လိုက်လဲတောင်ပဲဒီဘက်ကြည့်လိုက်လဲတောင်ပဲတောင်ကြားထဲမှာတဲ့အိုးကြီးလို့ဖြစ်နေလို့ကလောလို့ခေါ်တာတဲ့ရောက်တဲ့နေရာတော့မေးကြည့်တာပဲဘာလို့ကလောခေါ်တာတော့ပြောနိုင်တဲ့လူလည်းရှိတယ်မပြောနိုင်တဲ့လူလည်းရှိတယ်တခါတော့ဟိုညာဒေသလာတဲ့လူတွေမေးကြည့်တယ်homeland ဆိုတဲ့စကားလုံးကဘာစကားလုံးလဲကွာအင်္ဂလိပ်ကလည်း homeland ဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံလို့အဓိပ္ပာယ်ရတယ်လေ homeland home ဆိုတာအိမ်ပဲ land ကမြေကိုယ့်နိုင်ငံကိုသုံးရင် homeland လို့သုံးလို့ရတယ်
အဲ့ဒီအတိတ်ပဲလားလို့ဆိုမဟုတ်ဘူးတဲ့ဟုံမလင်းအရှမ်းစကားတဲ့အဲ့လိုတော့ပြောတာပဲပင်လယ်မရှိဘဲနဲ့အဲ့ဒီမှာပင်လယ်ဘူးလို့လည်းခေါ်တယ်ပင်လယ်နဲ့အဝေးကြီးဒီဘယ်တော့ကြောင့်ပင်လယ်ဘူးခေါ်တယ်လဲမသိဘူးသူဝါရာတွေတော့ရှိမှာပေါ့နော်ရောက်တဲ့နေရာတော့မေးကြည့်တာပဲအဲ့ဒီကလူလာရင်မေးကြည့်တယ်ဖြေနိုင်တဲ့လူရှိတယ်မဖြေနိုင်တဲ့လူရှိတယ်ကလောရောက်တော့မေးကြည့်တော့ကလောက်လို့ပြောတယ်တယောက်ကပြောလိုက်တယ်ရောက်တဲ့နေရာမှာစူးစမ်းကြည့်ကြပေါ့ဒါလည်းဘုသူတ္တပဲလေတောင်ကြီးဆိုတာတော့အောက်နားမှာတောင်ကလေးရှိလို့လားလို့မေးစရာရှိတာဘာလို့တောင်ကြီးခေါ်တာလဲစဉ်းစားစရာလေကလေးဆိုတဲ့မြို့ကြတော့လူကြီးရှိလို့လားလူကြီးမြို့ရှိသလားဆိုအဲ့လိုတော့လည်းမရှိဘူးသူကလေးဆိုတာကာလေးလို့ပြောကြတာပဲကာလေးကနေကလေးဖြစ်တယ်လို့ဒီလိုပြောတာအဲ့တော့ဗမာမှာဒီအသုံးအနှုန်းတွေနဲ့ပတ်သက်ပြီးတော့အမျိုးစုံရှိတာပေါ့ဘာကိုအကြောင်းပြုပေါ်တယ်ဆိုတာဟာတခါတည်းရန်ပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားတော့မသိတော့ဥပမာမန္တလေးအခုလူတွေကလွှဲရေးနဲ့မန္တလေးတဲ့မန္တလေးဆိုတာတောင်ကိုအကြောင်းပြုပြီးတော့မန္တလေးလို့ခေါ်တာတဲ့အဲ့တောင်ကမန္တလေးတောင်အဲ့လိုလည်းပြောကြတာရှိတယ်နောက်တစ်ခါတချို့ကလည်းမင်းကလေးတောင်မင်းကလေးဆိုတာဘယ်သူခေါ်တာတော့ဆိုအနောထားရဲ့သားမင်းသားအဲ့ဒီဘက်မှာနေဦးတယ်လို့ပြောစောလူမင်းစားလေအဲ့ဒါကိုသူ့ကိုအကြောင်းပြုပြီးတော့မင်းကလေးကနေပြီးတော့မန္တလေးဖြစ်တယ်လို့လည်းပြောကြတယ်ဘယ်ဟာအမှန်တုံးဆိုတာတော့မသိဘူးပေါ့နော်ပြောကြတာကိုပြောတာဒါပေမဲ့အပြောဆိုရှိတယ်ဆိုတော့မှတ်ထားတာပေါ့အမရပူရဆိုတော့မဲ့ခေါ်ထားတဲ့နာမည်ပါအမရကမသေးရပူရကဖြီးချီမသေးတဲ့ဖြီးပူရစင်ကာပူဆိုတာလေကြည့်ပါလားစင်ကာပူကစင်ဟပူရပဲအမရပူရတော့လို့မူရင်ကစင်ကာပူရစင်ကာဆိုတာချင်းသိပူဆိုတာပူရမြို့ပြည်ချင်းသိတိုင်းပြည်ချင်းသိမြို့လို့ဆိုလို့တယ်ဒါမှမဟုတ်ချင်းသိရုပ်ပါစင်ကာပူရအနေအခုကနေတော့ပြောင်းသွားလိုက်တဲ့အခါစင်ကာပူဖြစ်သွားတယ်ပြောင်းလဲမှုကစင်ကာပူကာကြီးနဲ့ဖြစ်သွားသူတို့အင်္ဂလိပ်လိုပေါင်းတော့ချီနဲ့ပဲပေါင်းတော့ဗမာလိုရေးတဲ့အခါကျလို့ကာကြီးဖြစ်သွားတယ်မသိဘူးစင်ကာပူဖြစ်နေခုရေးထားတယ်အဲ့ဒီစကားလုံးတွေကပါဠိနွယ်ဟိုတဲ့စကားလုံးတွေအဲ့ဒါမှစိတ်ဝင်စားကောင်းတယ် language ရဲ့ပြောင်းလဲမှုတွေစိတ်ဝင်စားကြကောင်းတယ်ပေါ့ထိုင်းနိုင်ငံဆိုရင်ဘာပူရီညာပူရီတွေပေါ်တယ်လေကঞ্ချနပူရီချွန်ပူရီအမျိုးတွေပူရီဆိုတာရှိတယ်အဲ့ဒါပူရလာတာပဲဒါတွေလေတစ်ချိန်တုန်းကဟိန္ဒူကင်းနန်းဟိန္ဒူဘုရင်တွေအုပ်စိုးသွားတဲ့ဟိန္ဒူဘာသာစကားတွေပြန်ပွားသွားတဲ့နေရာဖြစ်တယ်လို့တော့ဆိုကြတယ်ထားလိုက်တော့ဒါသမိုင်းကြောင်းတွေကိုပြောပြတာအဲ့တော့အဲ့ဒီနာမည်တွေကိုအကြောင်းပြုပြီးတော့ပါဠိနာမည်လေးတွေမဲ့လာကြတယ်ရှေးကဘုရင်တွေကပါဠိနာမည်တွေပေးတယ်သူတို့ရဲ့ဖွဲ့တွေလည်းပဲပါဠိနာမည်နဲ့မင်းတို့မင်းဆိုတာသူ့ရဲ့နာမည်မဟုတ်ဘူးသူ့ရဲ့ဒီဟုံးနေကအိမ်မခေါ်တဲ့နာမည်ကမောင်လွင်နဲ့ဦးလွင်မင်းသားဖြစ်လာတဲ့အခါကျတော့မင်းတို့မျိုးစားပေးတာမင်းတို့မျိုးစားပေးလို့
မင်းတို့မင်းသားကနေမင်းတို့မင်းလို့ဖြစ်လာတာမမြို့နာမည်နဲ့တီဘောမင်းဆိုတာလည်းထို့တူပဲဒါပေမဲ့မင်းတို့မင်းရဲ့ဘွဲ့နာမည်ကဘာလို့ဆိုသူဓမ္မရာဇာဒါရဲသူဓမ္မရာဇာတွေကပြည့်နေအဲ့မှာရှေးကဘယင်းနေမဲ့နေရှိတဲ့နာမည်တွေပေါ့နော်ကဲဒါတွေထားလိုက်တော့ပြောင်းလဲမှုဆိုတာအများအားရှိတယ်လို့မှတ်ထားဖို့ဒါတော့တစ်ခါလူတွေကမေးလို့ရှိတယ်အခုကရွတ်နေတဲ့ပြိတ္တွေကဖျားလက်တဲ့တုန်းကလည်းဒီတိုင်းပဲလားလို့ဆိုဘယ်လိုလုပ်သိမှာလို့နော်ဖျားရွတ်တုန်းကလည်းဒီအတန်ပဲလားပေါ့ဥမာပဲဆိုတော့နော်ကရဏီယမထကုသလေနယန္တတန္တံပရံပိသမစ္စာဘုရားလက်ထက်ကလည်းဒီတိုင်းပဲလားဘယ်လိုလုပ်သိမှာတော့မပြောင်းလဲဘူးတော့မရှိဘူးပြောင်းလဲမှာပဲအတန်တွက်တည်းပြောင်းလဲတာအင်္ဂလိပ်စကားလည်းပြောင်းတာပဲလေအများကြီးပြောင်းလာတယ်အင်္ဂလိပ်စကားလုံးကဘယ်ဘာသာမှမပြောင်းတာမရှိဘူးမြတ်စွာဘုရားဟောတာတဲ့အတိုင်းသဗ္ဗေသင်္ခါရအနိဋ္ဌလှုပ်ထားတာတွေမှန်သမျှဟာထာဝရမဟုတ်ဘူးတဲ့ခေပြောင်းရင်ပြောင်းမှာပဲမန္တလေးကလည်းမန္တလေးဖြစ်နေပြီခုပြောင်းတာပဲတဲ့စစ်ကိုင်းကလည်းစကိုင်းဖြစ်သွားပြီအခုကလည်းပဲခူးဖြစ်သွားပြီရှမ်းကုန်းကလည်းရန်ကုန်ဖြစ်နေပြီပုဂံကလည်းပကံဖြစ်နေပြီခုအဲ့ဒါပြောင်းလဲမှုလို့ခေါ်တာပဲအဲ့တော့အလုံးဟာလူတွေနှုတ်ကထွက်လာတဲ့အတန်တီဘယ်တော့မှထာဝရမဟုတ်ဘူးအဲ့တော့ရှုစားရမှာတော့ဖះဟောခဲ့တဲ့တရားတွေဟာထီတန်လားလို့ဆိုတာကြတော့ထီတန်လို့ကြီးပြောလို့တော့မရဘူးသို့တော့ထီစကလုံးပဲထီစကလုံးဒီအဓိပ္ပာယ်နဲ့ဟောတယ်လို့တော့ဆိုနိုင်တယ်ပေါ့နော်အဓိပ္ပာယ်ကတော့တူတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုအဓိပ္ပာယ်တူတယ် meaning ကအတိကကြတယ်ပေါ့နော်ဘယ်လိုပဲဖတ်ဆိုလိုတဲ့အဓိပ္ပာယ်မှာသွားတူတယ်လို့ပြောတော့လွယ်မှားမှုလည်းရှိကောင်းရှိနိုင်တာပေါ့ပြောလို့မရဘူးဒါကြောင့်မို့လို့ edit လုပ်ရတယ်ဆိုတာအဲဒါကြောင့်လုပ်ရတယ်ပြီးတဲ့ကသုံးပုံကအင်္ဂါနာတင်ပြီးတော့ edit လုပ်လာခဲ့ရတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့လုပ်ရတယ်အခုလည်းဒီသုတ်တံမှာမြတ်စွာဘုရားဟောတာတဲ့အဓိပ္ပာယ်ကတော့ဒါပဲတရားရရဲ့ပူပေါင်းမှုဟာဣဇာတရားကိုခြေခံတယ်စိတ်ဆန္ဒတူညီမှုကိုခြေခံပြီးတော့ပူပေါင်းမှုတွေဖြစ်တယ်ဒါကတော့သိကြတယ်ဒီအဓိပ္ပာယ်ပဲခဏလေးဒီအဓိပ္ပာယ်ပဲလေဘယ်တော့မှမလွယ်ဘူးဒါကတော့မှန်တယ်ဝါသနာတူရပူပေါင်းရတယ်ဟုတ်တယ်ဝါသနာမတူတဲ့လူပူလို့မှမရပူပေါင်းတယ်ဆိုကြတဲ့ဝါသနာတူတာပူပေါင်းတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကပို့ပြီးတော့ထင်ရှားအောင်ယဟန်တွေကိုပြောတဲ့အခါမှာရာဇဂဟရာဇကျုမြို့ပတ်ဝန်းကျင်မှာတောင်ငါးလုံးရှိတယ်အဲ့တောင်ငါးလုံးနဲ့ကခိစ္ဆကုတ္တဆိုတဲ့ခိစ္ဆကုတ်တောင်ခိစ္ဆကုတ္တတောင်ပေါ်မှာမြတ်စွာဘုရားသရင်သုံးနေတယ်ခိစ္ဆကုတ္တကျောင်းမှာတောရကျောင်းကြီးရှိတယ်ပေါ့တောင်ပေါ်မှာအဲကြောက်တုံးလိမ့်ချခံရတော့ငါတဲ့ခိစ္ဆကုတ္တပဲထေဝရကကြောက်တုံးနဲ့လိမ့်ချလိုက်တာလေအဲ့ဒီမှာပဲနော်အဲ့တော့ယဟန်တန်ဃာတွေကခိစ္ဆကုတ္တမှာတောရကျောင်းကြီးရှိတော့ဒီမှာနေကြတာများတယ်မြို့ထဲမှာနေလို့မရှိကြဘူးတောမှာပဲသွားနေကြတယ်အဲ့တော့မြတ်စွာဘုရားကလည်းအဲ့ဒီခိစ္ဆကုတ္တတောရကျောင်းမှာနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အနိပတ်ဝန်းကျင်တောရကျောင်းတွေမှာယဟန်တန်ဃာတွေရှိကြတယ်ယဟန်တန်ဃာတွေရှိတဲ့ထင်ပဲအဲ့ယဟန်တန်ဃာတွေဟာတွေ့ဆုံပြီးတဲ့နောက်မှာပူပေါင်းနေကြတယ်ပူပေါင်းမှုတွေဖြစ်လာတယ်ဘုရားအဲ့ဒါကိုမြင်တွေ့သွားတာဆိုရစို့
မြတ်စွာဘုရားနဲ့မလှမ်းမကမ်းမှာလမ်းလျှောက်ပြီးတော့စကားပြောနေတဲ့အုပ်စုတွေခေတ်တို့ကြောင်းပတ်ဝန်းကျင်မှာလမ်းလျှောက်ပြီးတော့စကားပြောနေကြတယ်တရားစကားပြောတာပေါ့ထွေလာကိလာတွေတော့မပြောပါဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်ရှင်မောကလန်နဲ့တွဲဖက်ပြီးတော့လမ်းလျှောက်ရင်းစကားပြောနေကြတာအဲ့ဒီပုဂ္ဂိုလ်တွေလည်းရှိတယ်ရှင်မကတ္တဗနဲ့အတူတွဲပြီးတော့လမ်းလျှောက်ရင်းစကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်အနုရုဒ္ဓနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်ပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့အတူတကွတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်ရှင်ဥပါလိဆိုတဲ့ပထေနဲ့အတူတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်နောက်ဆုံးကတော့ရှင်ဒေဝဒတ်နဲ့သူ့နဲ့အပေါင်းအသင်းရောင်ရင်းနေရလည်းပဲလမ်းလျှောက်နေကြတယ်ယန္တန်ကတွေဆိုတာကိုယ်စိတ်ဆန္ဒတူရပူပေါင်းပြီးတော့စကားပြောကြတယ်အဲ့မှာအဲ့ဒီမြင်ကွင်းကိုမြတ်စွာဘုရားမြင်လိုက်တာအဲ့တော့ဘုရားဟာမြင်တာကိုကြည့်ပြီးတဲ့အခါမှာဒီ statement တစ်ခုပေါ့ message တစ်ခုပေးခြင်း message တရင်စကားပေးတာလူတွေမှတ်သားဖို့ရအတွက်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကို message ပေးတာခုနဟာပဲအဲ့တော့ဘယ်လို message ပေးတော့ဆိုယဟန်တို့တွေ့ကြလားဟိုမှာရှင်သာရိပုတ္တရာနဲ့တတွဲရှင်မောကလန်နဲ့အဖွဲ့ကတတွဲရှင်မကတ္တဗတို့ရှင်ဥပါလုတို့သူ့ဖွဲ့နဲ့သူတတွဲစီစဉ္ညာလျှောက်ပြီးစကားပြောနေကြတယ်တွေ့ကြလားဟိုမှာသူတို့ကစကားပြောရင်လမ်းလျှောက်နေကြတယ်အဲ့ဒီလိုပူပေါင်းပြီးတော့သွားလာနေကြတာဟာတဲ့ဆန္ဒတူရပူပေါင်းနေကြတာဖြစ်တယ်အဲ့ဒီ message ကိုပေးချင်တာဗျာသာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်နေတဲ့ကိုတော်တွေကပညာလိုလာတဲ့ပုဂ္ဂိုလ်တွေပညာထက်ထန်တဲ့ပုဂ္ဂိုလ်တွေရှင်သာရိပုတ္တရာပညာထက်မြက်တယ်ဒါမို့ရှင်သာရိပုတ္တရာနဲ့ချင်းကပ်ပြီးပူးတွဲပြီးတော့သူစီကအသိဉာဏ်တွေရဖို့စီပူအထောက်နေကြတယ်အဲ့ဒီကိုတော်တွေနော်ပညာရေးနဲ့ပတ်သက်ပြီးဆွေးနွေးမေးပြနေကြတယ်အလုံးဟာပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့စိတ်ဝင်စားတာပညာဒါကြောင့်မို့ရှင်သာရိပုတ္တရာနဲ့ပူးပေါင်းတာဟာပညာကြီးမားတဲ့ဆိုတဲ့အခြေခံချင်းတူလို့သူတို့ပေါက်ရတယ်အဲ့ဒီပုဂ္ဂိုလ်တွေကသူတို့ဆွေးနွေးရင်ရှင်မောကလန်ဒီလိုပုံစံဖြစ်အောင်ဘယ်လိုဖန်တီးရတော့တကူပြခြင်းဘယ်လိုပြရအောင်စွမ်းတကူတွေဘယ်လိုဖန်တီးရတော့ဆိုရှင်မောကလန်နဲ့ဆွေးနွေးနေကြတာအဲ့ဒါတကူသမားတွေနော်စွမ်းတကူပြန်လို့တဲ့ပုဂ္ဂိုလ်တွေတဲ့တအုပ်စုနောက်ရှင်မကတ္တဗနဲ့ဆွေးနွေးနေကြတဲ့ပုဂ္ဂိုလ်တွေတော့ရှင်မကတ္တဗကသူကအကျင့်ကိုဥစားပေးတာထူတင်ဆောင်တဲ့ပုဂ္ဂိုလ်ဆုံးခံပြီးမှဆုံးစားတယ်ဘယ်တော့မှဆုံးမခံမဲမစားဘူးဘယ်တကားကပင့်မလိုက်ဘူးသင်္ကန်းဆိုလို့ရှိရင်သူ့သင်္ကန်းလှူလို့မရဘူးပန်းတကူသင်္ကန်းပဲဝတ်တယ်ထူရင်13ဝါကိုစမ်းစမ်းတမန်ကျင့်တဲ့ပုဂ္ဂိုလ်ရှိလူဘဝတော်ကတထေးကြီးသူကအမှန်တန်ချမ်းသာတဲ့တထေးကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးဟာသူချမ်းသာမှုတွေကိုစွန့်လွတ်ပြီးယူမှန်မြောင်နဲ့ချိနေတယ်လို့ပဲလောကကြီးဘာတွေဖြစ်နေတယ်လဲလို့ထိုင်ပြီးချိနေတဲ့ပုဂ္ဂိုလ်ချိရတာဝါဒနာပါတယ်တော့တေဝစက္ခုဆိုတာတရားတွေဘာတွေလောက်ကြတယ်လောက်ပြီးရင်သေသွားတယ်ဘယ်ရောက်သွားတယ်ဒါတွေချိတယ်လူတယောက်မွေးဖွားလာတယ်ဘယ်ကလာတယ်ဘာတွေလုပ်ခဲ့တယ်ဒါတွေကိုချိတယ်ပြောကံကံရဲ့အကျိုးတွေကိုချိပြီးတော့ဒိဗ္ဗစက္ခုလို့ခေါ်တယ်နတ်မျက်စိကဲ့သို့မြင်နိုင်စွမ်းရှိတဲ့အပိဉ္ဉာဏ်နဲ့ခြည်တယ်ဒါဒိဗ္ဗစက္ခုအခုခေတ်ဖေရကျမ်းနဲ့ဖေးတဲ့နေဆိုတာဟာအခြေခံကအဲ့ဒီဒိဗ္ဗစက္ခုရတဲ့ရသေးတွေကနေရေးသွားတာလက်တွေ့ရေးသွားတဲ့ဟာတွေ
အဲ့ဒါတွေကိုလက်ဆင့်ကမ်းလာတာဒါကြောင့်မို့လို့မှန်တဲ့လောက်မှန်နေတာတိဗ္ဗစကုနဲ့ကြည့်ပြီးတော့လှုပ်ထားတဲ့ဟာတွေမို့မှန်တဲ့လောက်မှန်နေပေတယ်ပေတယ်ဆိုမမှန်ဘူးလို့လည်းပြောလို့မရဘူးအကုန်လုံးနော်မှန်တယ်ဆိုပြီးတော့လည်းအစွဲလန်းထားဖို့မဟုတ်ဘူးအဲ့တော့ရှင်အနုရုဒ္ဓကအဲ့လိုပဲကြည့်တယ်အဲ့ဒီဝါဒနာပါတာကြည်တာဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကရှင်တို့တို့နဲ့ပေါင်းပြီးတော့ဘလို့ကြည်ရမယ်ဆိုတာကြည်နီးကားတွေသင်နေကြတယ်တော့ဒီဘက်စကုပဲညနော်နောက်တစ်ခါရှင်ပုံနာဆိုတာမန္တာနိပုဒ္ဒရှင်ကုဏ္ဏညတပည့်ဆက်ကြဟောတော့ကပထမဆုံးယံဖြစ်သွားတယ်ရှင်ကုဏ္ဏညရဲ့တူတော်တယ်သူကအဲ့ဒီရှင်ကုဏ္ဏညရဲ့တူဖြစ်တဲ့ရှင်ပုံနာဆိုတာတရားဟောအမတမကောင်းတယ်ဒါကြောင့်မို့ဓမ္မဂတိကဣတရရတယ်သူဟောတဲ့တရားဟာအနှစ်ကြီးပဲဟောတယ်တရားဟောကောင်းတယ်ဆိုရည်စရာတွေပြောလို့မအောင်မေ့နဲ့နော်အဆိုးကောင်းတယ်အငိုကောင်းတာကိုပြောတာမဟုတ်ဘူးနော်လူတွေနားလဲအောင်တေးသေးချာချာပြည့်ပြည့်စုံစုံအနှစ်ရှိရှိဟောတဲ့တရားကိုဆိုလို့တယ်ခုခေတ်တရားဟောကောင်းတာတစ်မျိုးရှိသေးတယ်နော်ဆိုကောင်းတယ်ဟာတာကောင်းတယ်ပြောကောင်းတယ်ဆိုအဲ့ဒီကောင်းမျိုးပြောတာမဟုတ်ဘူးနော်အဲ့ရှင်ပုံနာဆိုတာဘုရားလက်ထက်ကဓမ္မဂတိကဣတရရတဲ့ပုဂ္ဂိုလ်သူဟောတဲ့တရားအရှင်းမြင်တယ်သူနဲ့ခြံရံပြီးတော့အတူတကွသွားလာနေကြတဲ့ပုဂ္ဂိုလ်တွေကသူလိုဓမ္မဂတိကတွေကြီးပဲတရားဟောဖို့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ဒါဝါသနာတူရခြင်းစုတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနောက်ရှင်ဥပါလိဆိုတာခုခေတ်လိုပြောမယ်ဆိုရင်တော့ဥပရိပညာရှင်ပေါ့နော်ဥပရိပညာရှင်ဝိနည်းနဲ့ပတ်သက်တဲ့မြတ်စွာဘုရားပြညတ်တဲ့ဥပရိတွေနဲ့ပတ်သက်ပြီးတော့သူကသိဝါဒနာပါတယ်အဲ့ဒါကိုမှတ်တမ်းတင်တယ်ဝိနည်းဆောင်ဖြစ်တယ်ဒါပေမဲ့သူနဲ့ပေါင်းစုံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဝိနည်းဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့လိုနေကြတယ်တဲ့နောက်ရှင်အနန္ဒာရှင်အနန္ဒာနဲ့အတူတွေ့ကြတဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်အနန္ဒာကဘ ਹੁ တုတ္တကျွယ်ဝတယ်ပိဋကသုံးပုံဟာစာရီသူကအကုန်ရတယ်အဲ့တော့ဘ ਹੁ တုတ္တကျွယ်ဝခြင်းတဲ့ပုဂ္ဂိုလ်တွေကရှင်အနန္ဒာနဲ့ပေါင်းကြတယ်သူတို့လည်းဘ ਹੁ တုတ္တလိုလာတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့ရှင်တေဝထရှင်တေဝထကသူလည်းပဲသူ့အဖွဲ့နဲ့သူလမ်းလျှောက်တယ်သူကြတော့ဘယ်လိုဘုံကြည့်အောင်လုပ်အောင်လဲတရားတော်မှချီးညိုအောင်ဘယ်လိုလုပ်အောင်လဲဘုံကြည့်အောင်ဘယ်လိုလုပ်အောင်လဲဒါပဲတွေးနေသူလူတွေထင်ကြီးအောင်ငါဘာလုပ်အောင်လဲအဲ့ဒါကိုပပိစ္ဆလို့ခေါ်တယ်အောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိတယ်ရှင်တေဝရကအဲ့ဒီအောက်တန်းကြတဲ့အလိုဆန္ဒရှိတယ်ဖျားလှုပ်ခြင်းနဲ့ဖြတ်လန်းကနေဖျားလှုပ်ခြင်းနဲ့တန်ဃာတွေကိုခေါင်းဆောင်ခြင်းနဲ့နော်အဲ့လိုဘုံတကူချီးခြင်းနဲ့သူလှုပ်တာကကြည့်ပါလားသူနဲ့သွားပေါင်းလို့ဆိုရင်သူကအဲ့ဒီဘက်မှာတော့သူကညံကောင်းတယ်လို့ပြောဘေဘိတာရမင်းကြီးတော့သူစီယုံလို့မရဘူးပေါ့ဘေဘိတာရမင်းကဖျားဟုတ်တာချီးညိုတယ်အဲ့တော့ဘေဘိတာရစီယုံလို့မရတဲ့အခါကျတော့ဘေဘိတာရရဲ့သားနောင်တက်မဲ့မင်းအလားအလာရှိတဲ့အစတတကိုသွားပေါင်းတယ်အဲ့ဒါဘာအတွက်ပေါင်းတာတော့ဆိုရင်သူ့ကိုယ်ကျိုးအတွက်ပေါင်းတာဒါမို့သူစဉ်းစားတဲ့အထက်မှာဘေဘိတာရကတော့ပြောလို့ရမှာမဟုတ်ဘူးစီယုံလို့မရဘူးအဲ့သူ့သားအစတတဆိုတဲ့ကောင်လေးကခက်မှတ်မိုက်ကလေးနော်အနာဂတ်တွေလည်းကောင်းတယ်အသက်ငယ်သေးတယ်မင်းဖြစ်ဖို့အလားအလာလည်းရှိတယ်ဆိုသူသွားပေါင်းတာလေအဲ့လိုပေါင်းတာသူကအဲ့ဒီဘက်ကတော့အခင်းပါတယ်လို့ပြောအဲ့ဒီရှင်တေဝဒနဲ့တွဲဖက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကလည်းသူလိုပဲလူလေလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ကောင်းတော့အဲ့ဒါကိုမြတ်စွာဘုရားကထောက်ပြပြီးတော့ခုနတရားကိုဟောတာအေးပူပေါင်းတယ်ဆိုတာစိတ်ဆန္ဒတူရတယ်ပူပေါင်းတာဖြစ်တယ်အခုလည်းဒီလိုပဲပူပေါင်းကြတယ်နောင်ဆိုလည်းပဲဒီတိုင်းပဲပူပေါင်းကြမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီ message ကို
ရဟန်းတော်တွေကိုပေးခဲ့တာဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လူတွေရဲ့ဆုံတွေ့ပြီးတော့ပူပေါင်းမှုဆိုတာဟာဝါဒနာတူရာသို့မဟုတ်စိတ်ဆန္ဒတူရာအစ္ဆတရားတူရာပူပေါင်းကြတာသာဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုမှတ်သားနိုင်ယူပြီးတော့ကိုယ်နဲ့ပူပေါင်းတဲ့ပုဂ္ဂိုလ်တွေအခြေအနေကိုသိရှိနားလည်ဖို့လောကကြီးမှာပူပေါင်းကြတယ်ဆိုတာအဲ့ဒီအတိုင်းပူပေါင်းကြတာဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချဆိုတာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်တိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစွစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စွစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်ဒီကုန်သောလုံးစုံများစွာလူနတ်ပြမတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း